လို့လိုက်လို့တာတော့မဖြစ်စေနဲ့မြင်မလို့သူများလို့လိုက်လို့ဒုက္ခရောက်တတ်တယ် copy ဖြစ်သွားတယ် မြင်မလို့မြင်တော့ထူချလိုက်မယ်ကိုယ်နာကောကိုမြင်မလို့ပေါ့ကိုလုံးမဲ့အရာရှင်းလင်းစွာမြင်မှလို့ GMYC သူများမဖြစ်နိုင်ဘူးပြောတယ် GMYC ကို2017မှာဒီ athlete ကိုသွားတယ် athlete မို့ sorry Canberra သွားနေတဲ့လမ်းမှာကားပေါ်မှာထိုင်နေရင်းနဲ့ဖျားဖွင့်ပြတာကိုရသွားပြီးတော့မှ GMYC စလုပ်တာမြင်မှလုပ်တာကြောင်းလဲမြင်လို့လုပ်တာဒါကြောင့်ဖျားရှင်ကုန်တာဝင်ယူလိုက်အခက်အခဲရှိလားရှိတာပေါ့စိန်ခေါ်မှုရှိလားသိရှိတာပေါ့ဒါပေမဲ့အဲ့ဒီစိန်ခေါ်မှုကဘယ်တော့မှမြင်တဲ့အရာတခုစီးတာလို့မရအောင်တော့ဘာလို့မြင်မှလို့ရတယ် for every vision there is a provision visions mean see if you see it you can do it okay နောက်ဆုံးနော်နောက်ဆုံးပိုင်းဆိုကိုကနောက်ဆုံးလူငယ်တွေ vision ရဖို့အတွက်ကျွန်တော်တို့ဘယ်လိုနောက်ဆုံးတော့လူငယ် vision ရဖို့အတွက်ပေါ့နော်လူတိုင်းလည်း vision တော့ပြောကြတယ် definition လည်းများလို့လည်းအခုကောက်မှကြည့်ရင်လည်းအဲ့ဒါတချို့ကဖျားပေါ်ပါဖော်ပြတာဟုတ်တယ်ပြီးတော့ကိုယ့်ရဲ့ passion လည်းဟုတ်တယ်ပေါ့နော်ဆရာရဲ့အမြင်လူငယ်အတွက်ဘယ်လို vision ရနိုင်မလဲရတဲ့တယ်ပေါ့ vision ကလူတွေရောနေတာရှိတယ် ambition နဲ့ရောနေတယ်ဟုတ်ကဲ့နော် ambition နဲ့ vision နဲ့မတူဘူး ambition ဆိုတာဖြစ်ချင်တာငါတနေ့ဆရာဝန်ကြီးဖြစ်ရမယ်ပန်းတိုင်ငါတနေ့ millionaire ဖြစ်ရမယ်ငါတနေ့ဥစ္စာဖြစ်ရမယ်အဲ့ဒါတွေက ambition it's not vision ambition is for you private တော့နော်ကိုပိုင်တော့ပဲ yep visions is for him for the people for others good yeah if you have passion for God or compassion for the people God will give you vision if you don't have passion for God and if you don't have a compassion for the people you will never see you will never have visions that come from God visions should have got for others and for God not for you ambition is for you ကိုယုံကြည်တဲ့အတိုင်းကိုဖြစ်တယ်ငါတနေ့အောင်မြင်တဲ့သူဖြစ်ရမယ်ဒီဇိုင်းမလို့ဖြစ်ကိုဖြစ်တယ်မပြင်းနဲ့ဖြစ်ကိုဖြစ်တယ်ပြင်ဆင်မှုရှိလူတစ်ယောက်ကစိတ်သူ့ရဲ့စိတ်ကူးကထပ်တန်လာပြီဆိုရင်ကပောက်ချခန်းကြီး7မှာလူတွေရဲ့အကြံစီအားတဲ့ဘယ်သူမှဖြတ်လို့မရတော့ဘူးတဲ့ငါတို့စင်းပြီးတော့မှလောက်ကြအောင်ဆိုဖះကိုလည်းစင်းမရတာဘာလို့တာလဲဘာဘလုံးရဲတိုက်ကြီးကိုတိဆောက်တဲ့ကိစ္စမိုးထိမှီအောင်တီးမယ်တဲ့လူတွေမကွဲပြားအောင်လုပ်မယ်တဲ့ဘာလုပ်လိုက်တာလဲအဲ့ဒါသူတို့ရဲ့ ambition it's not vision ဖြာပြောရဟာမဟုတ်သူဟာနဲ့သူတော့အမြဲတမ်းတို့အသက်ရှင်တာတို့အတွက်ပဲတို့အသက်ရှင်နေဆိုရင်လောကမှာဘာတိပဲရှိမှလဲတို့တော့ဖြစ်စေအောင်မြတ်အတွက်ကောင်းမှုနဲ့တည်ရအောင်ဆိုတော့ vision ရချင်လွယ်လွယ်လေးပါပဲvision ရချင်ရင် number 1 vision ဆိုတာဘာလဲမြင်တာဖျားဖွင့်ပြတာအားလုံးကိုရချင်တယ်ဆိုရင်တော့ဘသူအဖြစ်မဲ့မြင်တယ်လဲခုနပြောပြီးသွားပြီ First Corinthians chapter 2 verse 9မှာဝိညာဉ်တော်အဖြစ်မဲ့အဲ့ဒီဝိညာဉ်တော်ရဲ့လမ်းပြမှုခံရဖို့ဖျားရဲ့ဝိညာဉ်တော်ကဘသူကိုလမ်းပြတာလဲနှုတ်ကပတ်တော်နဲ့အသက်ရှင်တဲ့သူပဲဝိညာဉ်တော်ကအလင်းပေးသွားတာတချို့ပြောကြလေအဲ့ဒီ vision တွေဆိုတာမယုံကြည်သူအတွက်လည်းတော်ရပဲယုံကြည်သူအဲ့ဒါဝိညာဉ်တော်လည်းပါ almost vision အဲ့ဒါ ambition ambition ရှင်းသွားပြီပေါ့နော် ambition ဆိုတာလွယ်လွယ်လေးပဲ visualize လုပ်ရတာကိုမျက်စိနဲ့ပေါ့နော် yeah ambition ဆိုတာ visualize ambition ဆိုတာ visualize လုပ်လိုက်တာဘာ visualize လုပ်လိုက်လဲဆိုတော့ ambition နဲ့အောင်မြင်တဲ့သူတွေရှိတယ်လောကမှာသိရှိတာပေါ့ဘာတူလဲတဲ့ Jim Carrey ရုပ်ရှင်မင်းသား Jim Carrey very simple तू ကတနေ့ငါ Hollywood မှာအောင်မြင်တဲ့မင်းသားတယောက်ဖြစ်ကိုဖြစ်ရမယ်
cleaning လုပ်နေနေတန်ရှင်းလုပ်နေလူတယောက်ကတနေ့ငါအောင်မြင်ရမယ် ambition နဲ့ချတာ ambition တော့မပါလာလဲ visualize သူပုံဖော်တာသူဖတ်တာသူဖုံတာပုံဖော်တာအဲ့ဒါ visualize vision အလုံးမဟုတ်ဘူး vision ကြတော့ပုံဖော်တာမဟုတ်ပုံပေါ်နေတာဖះကလူမျက်စိဖြစ်မမြင်ပေါ်တာလူမျက်စိမဲ့မမြင်နားဖြစ်မကြစိတ်လုံးနဲ့မကြံစီသားလေမကြံစီသေးတဲ့အရာကိုဖော်ပြပြတာဖះတင်းဆိုအမရှင်းလေးဆိုမြင်တော့ wow that's what I have to do vision ကဖះဆရာလာတာ ambition ကကိုယ့်ရဲ့ပြင်းပြသောစံတာဖြစ်ချင်တဲ့အရာအဲ့တော့အကောင့်ထဲပေါ်ပြီးအဲ့တော့ visualize လုပ်တာသူက ambition ကလည်းလိုအပ်တယ်လူမှာဒါပေမဲ့ ambition တော့ကိုယ့်အလိုပဲပြည့်သွားတာဒါပေမဲ့အဲ့ဒီ ambition နဲ့ငါတစ်နှစ် millionaire ဖြစ်ရမယ်တကယ် millionaire ဖြစ်လဲဖြစ်ရောသူ့ရဲ့ ambition ပြီးသွားပြီပြီးတော့ဘာဖြစ်လဲစိတ်တက်ကြောက်ကိုယ်ကိုတတ်တယ်သွားတယ်ကောင်အများကြီး Hollywood မင်းသားဖြစ်နေပြီကိုယ်ကိုတတ်တယ်သွားတာ Hollywood မင်းသားဖြစ်နေကိုယ်ကိုတတ်တယ်သွားဘာသူ့ရဲ့ ambition ကသူကတနေ့ငါ Hollywood မင်းသားဖြစ်ရမယ်မင်းသားဖြစ်သွားလားဖြစ်သွားတာဖြစ်တော့ဘာဖြစ်လဲဘာလည်းမထူဘဝကြီးဒီတိုင်းမဆိုကိုယ်ကိုတတ်တယ်သွားအများကြီးရှိတယ် Hollywood မှာ The Dark Knight ရိုက်တယ်ဟိုမင်းသားဆိုရင်သူ့ကိုသူတတ်တယ်သွားတာပဲ Batman ရိုက်တယ်ရုပ်ရှင်ကရိုက်တယ်တတ်တယ်ကွာတကယ်ဆိုအောင်မြင်တဲ့ချိန်မြင့်ဆုံးချိန်မှာသူ့ကိုတတ်တယ်ကွာ ambition နဲ့သူထိတ်ဆုံးလေးရောက်တယ်တတ်တယ်ကွာဘာလဲကိုအသက်ရှင်တာ ambition တစ်ခုနဲ့ပဲမရဘူး vision ပါတယ် vision ပါမှသူများဒါကြောင့်ယေရှုကလောကတဲ့မှာရပ်ပြီးတဲ့ချိန်မှာပြောပါ it is finish အမှုပြီးသွားပြီသူ့အမှုမဟုတ်ဘူးဖယားစေခိုင်းတဲ့အမှု we are born to do something တို့မွေးလာတာများစွာသောသူတွေကောင်းကြီးဖြစ်ဖို့မွေးလာတဲ့လူတွေကိုတယောက်တည်းပဲကိုဖြစ်ချင်တဲ့ပန်းနဲ့ရအောင်ဖြစ်ပြီးတော့မပြီးသွားဖို့မဟုတ်ဘူးဖယားဘုံထင်ရှားဖို့ဖြစ်ရမယ်အဲ့ဒါကြောင့် ambition နဲ့ vision ကိုနားလည်တော့ပြီးသွားတာပေါ့ကျေးဇူးတင်နေဆရာဟုတ်ကဲ့ပါဖျက်ဝေပေးချဖြစ်လဲအားလုံးကိုကူညီကြပါနောက်ပြန်ဆောင်ကြမယ်ဆရာဟုတ်ကဲ့ thank you ဖျက်ခင်သားကောင်းကြီးပေးပါစေamen God bless you